မိမရေလေးခက်လာပေးပါအောင်ကွာလာပါပြီတော့ကိုဘချက်ရှင်ဘာဖြစ်လာလဲဒီနေ့အလုပ်မသွားဘူးလားဟာမင်းကလေကွာရေလေးတော့ကောင်းကောင်းဖြောင်းတောက်ပြရသေးအောင်ကဲခုရှင်တောက်ပြီမလားပြောတော့အေးငါဟိုမန်နေဂျာဆိုတဲ့ကောင်နဲ့ရန်ဖြစ်လာအဲ့ဒါငါစိတ်တူပြီးတော့အလုပ်ပါထွက်လာလိုက်တယ်ဟမ်ဒါဆိုရှင်အလုပ်ပြုတ်လာပေါ့အမလေးကိုဘချက်ရဲ့ကျမတို့သားမီးရတောက်လို့ဆောင်မြောက်ကောပြီးစားနေရတာတော့အခုရှင်ကအလုပ်ပြုတ်လာပြီဆိုတော့ကျမတို့သားမီးရဘယ်လိုလုပ်ရမှာတော့ကျမရှစ်မန်နေဂျာကိုတောက်မှန်ပေးရမလားဒါမှမဟုတ်ရှစ်တထေကိုတောက်ပြောပေးရမလားဟာမင်းတို့မိန်းမရတယ်ကွာစိတ်ညရတယ်ကြားတယ်နားကြီးတယ်တော်ပြီအိမ်မှာမေးတာပဲကောင်းတယ်အဲ့ဒီဘာလေးတစ်ခွက်လောက်ဟာကိုယ်ဘက်ချစ်ပါလားဟာကိုယ်ဘက်ချစ်စိုင်းနေပိုင်းမထိုင်ဘူးထိုင်လို့ပါလားဟာလေမိမနဲ့ရန်ဖြစ်လာပြီရှင်နဲ့အနီဘာလီလေးနောက်တစ်ခွက်လောက်အေးဟုတ်တယ်မင်းပြောတာမှန်တယ်မိမနဲ့ရန်ဖြစ်ပြီးတော့ငါထွက်လာတာဟာကိုယ်ဘက်ချစ်ကဘယ်လိုများဖြစ်တာပြောစမ်းပါအောင်အေးဒီလိုကွာညဘာချစ်မင်းငါခိုင်းတာပြီးပြီလားမင်းတခုမှလည်းမပြီးသေးဘူးကွာဒါမကြောက်ငါချက်ထွက်သွားမလုပ်ဘူးကွာဟမ်ဒါဆိုရှင်အလုပ်ပြုတ်လာပေါ့အမလေးကိုဘချက်ရဲ့ကျမတို့သားမီးရတောက်လို့ဆောင်မြောက်ကောပြီးစားနေရတာတော့အခုရှင်ကအလုပ်ပြုတ်လာပြီဆိုတော့ကျမတို့သားမီးရဘယ်လိုလုပ်ရမှာတော့ဟာကိုယ်ဘက်ချစ်ရလေဗျာဘာများလဲလို့လာကျွန်တော်လိုက်ခဲ့သွားမယ်ကွာဟာနေမောင်ငါ့လေယူပေးပါဦးကွာမင်းကလည်းစိတ်ညရတယ်ကြားတယ်ဘယ်ခေါ်ရမလို့လဲမသိဘူးဟာလာလိုက်ခဲ့စမ်းပါဟဲ့မင်းငါ့ကိုဘယ်နေခေါ်လာတယ်ကွာဟာဟိုမှာတွေ့လား A1 ဆိုင်ဟောအဲ့ဒါအဲ့ဆိုင်ငါဘာလုပ်ရမှာလဲလို့ဟာလာစမ်းပါကိုယ်ဘက်ချစ်ရမင်းကတော့ကွာတကယ်ပါပဲဟာဟိုတခါကျင်းကျိတ်ဆက်လာဝယ်အကိုပဲအခုရောဘာလာဝယ်ရလဲရှင်အေးဟုတ်တယ်ညီမလေးဟိုတခါတော့ကတော့အကိုအတွက်ဝယ်သွားတာဒါပေမဲ့အခုကဒီမှာကိုယ့်ရဲ့ကိုကြီးဘက်ချစ်အတွက်လီဗိုင်းအင်ဂျင်လာဝယ်တာဟုတ်ကဲ့ပါအကိုအဲ့ဆိုဒီဘက်မှာလိုက်ကြည့်ပေးပါအောင်နော်ဟုတ်အကိုဒီမှာပါရှင်ကဲကိုကြီးဘက်ချစ်ဒီမှာလီဗိုင်းအင်ဂျင်ဒီဆက်နဲ့ကိုကြီးဆက်လီမောင်းစားအဲ့ဆိုရင်ဂျိုင်းနဲ့လည်းပြဿနာဖြစ်စရာမလိုတော့ဘူးကိုကြီးမင်းမနဲ့လည်းအဆင်ပြေသွားပြီပေါ့ဗျာကိုကြီးဘက်ချစ်ဟမ်ဘာလို့တွေးနေရလဲဒီမှာအင်ဂျင်ဘိုးရှင်းလိုက်တော့လေအေးဘိုင်အော်ဟိုလေညီမလေးလို့ရှိမှလေမန်နေဂျာယာဒူးလေးတန်နေရတာတော့ရှိမလားလို့ဟမ်